ဘာသာမတူလူမျိုးမတူပေမဲ့မြန်မာမာလေးကိုအသက်ဆုံးကကဲတင်ခဲ့တဲ့အီသီယိုးပီးယားနိုင်ငံသူလေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘာသာမတူလူမျိုးမတူပေမဲ့လည်းတန်ရောစင်မြတ်တာတရားကြောင့်အိမ်အကူလုံးနေတဲ့သူအချင်းချင်းမြန်မာမိန်းကလေးတယောက်ကိုအသက်နဲ့ရင်ပြီးကဲတင်ခဲ့တာကတော့အခုမြင်နေရတဲ့အီသီယိုးပီးယားနိုင်ငံသူလေးဖြစ်ပါတယ်။အခုဆိုရင်ဒီအီသီယိုးပီးယားသူလေးဟာမြန်မာမာလေးကိုကဲတင်လိုက်တာကြောင့်အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။အဆိုပါအီသီယိုးပီးယားသူလေးမှာသမီးလေးတယောက်ကြံခဲ့တယ်လို့လည်းသိရပါတယ်။ဒီအီသီယိုးပီးယားသူလေးကမြန်မာမာလေးကိုကဲတင်ကအသက်ဆုံးရှုံးသွားခဲ့ရကြောင်းလည်းမြန်မာမာလေးမှာငိုကြွေးဝမ်းနည်းနေရတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာပြည်တွင်းအလုပ်ကိုင်ရှားပါမှုတွေကြောင့်လူငယ်လူရွယ်တွေဟာပြည်ပတွေကိုအလုပ်ထွက်လုပ်ကိုင်နေရတာဖြစ်ပါတယ်။ဒီအထက်ကမှအမျိုးသမီးတွေအလုပ်ကတော့ပြည်ပနိုင်ငံတွေမှာအိမ်အကူလုပ်ငန်းဖြစ်ပါတယ်။မြန်မာမိန်းကလေးတွေတော်တော်များများဟာ Saudi, Oman, Qatar, UAE, စင်ကာပူ, ထိုင်ဝမ်စတဲ့နိုင်ငံတွေကိုအိမ်အကူမိတ်အဖြစ်နဲ့သွားလုပ်ကြတာဖြစ်ပါတယ်ဒီလိုသွားလို့ကြရင်လည်းပဲမြန်မာအမျိုးသမီးလေးတွေဟာများပြားလာတဲ့အလုပ်ချိန်တွေပူပြင်းလာတဲ့ရာသီဥတုဘာသာစကားအခက်အခဲတွေနဲ့အသက်ဆုံးရှုံးမှုတွေတောင်ရှိခဲ့ရဖြစ်ပါတယ်။အခုမြင်နေရတဲ့မဆန်းတွေဆိုတဲ့အမျိုးသမီးလေးဟာဆော်ဒီအာရေဗီးယားနိုင်ငံကိုအိမ်အကူသွားလုပ်ခဲ့ရဖြစ်ပါတယ်။ဒီလိုချိန်မှာအီသီယိုးပီးယားသူလေးနဲ့စုံစည်းခဲ့ရတာဖြစ်ပါတယ်။အီသီယိုးပီးယားနိုင်ငံသူလေးဟာလည်းမြန်မာမာလေးလိုပဲဆော်ဒီအာရေဗီးယားနိုင်ငံမှာအိမ်အကူလာလုပ်ခဲ့ရဖြစ်ပါတယ်။အီသီယိုးပီးယားသူလေးကမြန်မာမာလေးကိုဆန်းဆန်းလို့ခေါ်ပြီးတော့ညီမတန်ရောစင်တွေပို့တွဲနေခဲ့ရပါသူတို့နှစ်ယောက်ကညီမအရင်တွေလိုချစ်ချစ်ခင်ခင်နဲ့အလုပ်တွေလုပ်ခဲ့ကြတာဖြစ်ပါတယ်ဒီလိုနဲ့ပဲတနေ့မှာတော့မမျောလင့်ထားတဲ့ကန်ဂျမာဆိုးကသူတို့စီကိုရောက်ရှိလို့လာခဲ့ပါတယ်မြန်မာမာလေးနဲ့အီသီယိုးပီးယားသူလေးတို့ဟာပိတ်ရက်မှာဈေးဝယ်ထွက်ကြတာဖြစ်ပါတယ်ဒီလိုချိန်မှာကားတစ်စီးကမြန်မာမာလေးကိုဝင်တိုက်ခဲ့ရပါဒါပေမဲ့လည်းအီသီယိုးပီးယားသူလေးကမထင်မှတ်တဲ့လုပ်ရက်တစ်ခုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့အီသီယိုးပီးယားသူလေးဟာမြန်မာမာလေးကိုတွန်းဖယ်ပြီးတော့သူမကကားနဲ့အတိုက်ခံလိုက်တာဖြစ်ပါတယ်ဒါကြောင့်မလို့အီသီယိုးပီးယားသူလေးခင်ဗျပွဲချင်းပြီးဆုံးပါသွားခဲ့ရတာပါမြန်မာမာလေးကတော့ငိုနေရှာတာဖြစ်ပါတယ်။တကယ်ဆိုရင်အီသီယိုးပီးယားသူလေးဟာကလေးမိခင်တယောက်ဖြစ်ပြီးတော့သမီးလေးအတွက်အလုပ်လာလုပ်ခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့တရင်ကတွေ့လိုက်ရတဲ့မြန်မာမာလေးကိုတန်ရောစင်တွေ့ပြီးတော့အသက်နဲ့ရင်ပြီးကဲတင်ကာကွယ်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်လည်းအသက်ဆုံးရှုံးသွားခဲ့ရတာပါ။ဒါကြောင့်မြန်မာမာလေးကတော့ဖြည့်မစင်နိုင်အောင်ငိုကြွေးနေပါတယ်။မြန်မာမာလေးမဆန်းတွေဟာသူမသာဖြစ်လိုက်ပါတော့လို့ပြောနေရဖြစ်ပါတယ်။အထူးသဖြင့်အီသီယိုးပီးယားနိုင်ငံကကြံရှိနေခဲ့တဲ့သမီးလေးကိုတနာနေရဖြစ်ပါတယ်။အခုချိန်မှာတော့မြန်မာမာလေးကိုကဲတင်လိုက်တဲ့အီသီယိုးပီးယားနိုင်ငံသူလေးကရော်ချင်းငွေရရှိပြီးတော့ရုပ်အလောင်းကိုအိမ်ပြန်တည်သွားပြီလို့သိရပါတယ်။ဒါပေမဲ့မြန်မာမာလေးကတော့အမျှတန်းဝေကုသိုလ်ကောင်းမှုတွေလုပ်ကသူမရဲ့အသက်တခင်ကျေးဇူးရှင်အီသီယိုးပီးယားနိုင်ငံသူလေးကိုထာဝရသတိရနေတော့မှာဖြစ်ပါတယ်။အီသီယိုးပီးယားနိုင်ငံသူလေးကမြန်မာမာလေးကိုကဲတင်လိုက်တဲ့ဖြစ်စဉ်မှာချစ်ချင်းမြတ်တာတရားတွေဆိုတာကကမ္ဘာပေါ်မှာလူမျိုးဘာသာမရွေးမှရှိကြတယ်ဆိုတာကိုသိတာထင်ရှားစေခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့မြန်မာမာလေးကိုကဲတင်လိုက်တဲ့အီသီယိုးပီးယားနိုင်ငံသူလေးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။